ဇလန်းကတက္ကသိုလ်အားကစားရုံမှာအမျိုးသမီးတစ်ယောက်ကိုကြည့်နေတဲ့ဟာနာဟန်ဆိုတဲ့အမျိုးသမီးငယ်လေးတစ်ယောက်နဲ့စတင်ထားပါတယ်။အားကစားရုံနီးပြကသူမစိုက်ကြည့်နေတာကိုမိသွားပါတယ်။သူမကြည့်နေတာကိုမြင်လိုက်ရတယ်လို့နီးပြကပြောပါတယ်။ဝိတ်ချဖို့စည်ရင်သွင်းခြင်းလို့လားလို့သူမကမေးပါတယ်။သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီးစိတ်ဒုက္ခရောက်နေရတဲ့ဆေးကြောင့်သူဟာနာကစိုးရိမ်ကြီးနဲ့ရေမောလိုက်ပါတယ်။သူမကတော့ဒီဆက်နှစ်ပတ်စိန်ခေါ်မှုအစီအစဉ်နဲ့မကိုက်ညီပါဘူးလို့ညင်းဆိုပါတယ်။ဒါပေမဲ့အလန်ညာအဝတ်နီကဒါတွေပြောင်းလဲသွားနိုင်တယ်လို့ပြောပါတယ်။အလန်ညာကဒီအစီအစဉ်ဟာသူမရဲ့စိတ်ပညာပွဲလွန်ကျန်းအတွက်အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့ရှင်းပြပါတယ်။ဟာနာကလည်းစမ်းသပ်ခံကြွက်တကောင်ဖြစ်ရမယ့်အပေါ်ပြက်လုံးထုတ်ခဲ့ပါတယ်။ဒီလေ့လာမှုရဲ့သိပ္ပံနည်းကျတိကျတေချာမှုပေါ်မူတည်ပြီးသူမကဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ဘက်ကိုယိမ်းသွားပါတယ်။ခန္ဓာဗေဒတခွဲခန်းမှာတော့ပါမောက္ခကပထမနှစ်ကျောင်းသားတွေကိုစကားပြောနေပါတယ်။တေသူတွေကရှင်နေသူတွေကိုတင် जा ပေးတာလို့သူမကပြောကြပြီးတိတ်ခါရှိရှိလှုပ်ဆောင်ကြဖို့တတိပေးပါတယ်။ဟာနာအတန်းဖော်ရိုင်ယန်ကရုပ်အလောင်းရဲ့ခန္ဓာကိုယ်အရွယ်အစားပေါ်ရက်ဆက်တဲ့ပြက်လုံးတစ်ခုထုတ်လိုက်ပါတယ်။ဒါပေမဲ့ဟာနာရဲ့ထက်မြက်တဲ့တငယ်ချင်းဂျိုစီကသူ့ကိုရက်ဖို့တိုးလေးတတိပေးပါတယ်။ပါမောက္ခကသူတို့ကိုပထမဆုံးဓာတ်ရစတင်ခွဲစိတ်ဖို့ညွှန်ကြားပါတယ်။ဟာနာကခွဲစိတ်ဓာတ်ကိုစိုးရိမ်တကြီးကင်ထားပြီးအထဲကိုနက်ရှိုင်းဖြတ်မိသွားပါတယ်။ပါမောက္ခကလူတိုင်းရဲ့ရှေ့မှာသူမကိုလှောင်ပြောင်ရှုတ်ချလိုက်ပါတယ်။ဒါပေမဲ့သူမကအရေးမဆိုင်ဟန်ဖြစ်အဆင်ပြေပါတယ်လို့ပြန်ပြောပါတယ်။ဘားဘော်တစ်ခုမှာဂျိုစီနဲ့နီကီတာနက်ခဲတို့ကဟာနာမွေးနေ့အတွက်အံ့အားသင့်စရာလုပ်ပေးပြီးနောက်ပြောင်တဲ့လက်ဆောင်ဖြစ်ဖုံးထဲတဲ့ထောင်ချောက်သေးလေးကိုပေးခဲ့ပါတယ်။ဟာနာကပြောစရာဖြစ်သူမရဲ့ဖုံးကိုအထဲထည့်ပြီးတောက်ခတ်လိုက်တဲ့အခါဂျိုစီကဒီလက်ဆောင်ကအလုံးမဖြစ်တော့ဘူးဆိုပြီးညှိတွားပါတယ်။နီကီတာကဘားကနေဟာနာကိုလှမ်းကြည့်နေတဲ့အမျိုးသမီးတစ်ယောက်ကိုသတိပြုမိပြီးဟာနာကိုတွားဖို့တွန်းအားပေးပါတယ်။ဂျိုစီကဟာနာဟာစာတွေ့ပဲရှိပြီးလက်တွေ့မရှိဘူးလို့စနောက်ကပါတီတစ်ခုကဖိတ်ကြားမှာကိုပဲအမြဲစောင့်နေတတ်တယ်လို့ပြောပါတယ်။ဟာနာကစကားလွှဲပြီးအိမ်သာဘက်ကိုထွက်လာခဲ့ရာလမ်းမှာအထက်တန်းကျောင်းတုန်းကတငယ်ချင်းဟောင်းမဲလစ်ဆာမွတ်ဆန်နဲ့တိုးမိပါတယ်။တစ်ချိန်ကဝဝတုတ်တုတ်ဖြစ်ခဲ့တဲ့မဲလစ်ဆာဟာအခုတော့လုံးဝမမိနိုင်စရာမရှိအောင်ပြောင်းလဲနေပါပြီ။သူမရဲ့ထူးခြားမှုနဲ့ပတ်သက်ပြီးဂရေးဂရိတ်လို့ခေါ်တဲ့ဆေးတောင်တွေရဲ့လှုပ်ဝက်ချက်ကိုဖွင့်ဟပြပါတယ်။ဒီအားဆေးကဘာပဲစားဝိတ်တွေကိုကျဆင်းသွားစေတယ်လို့ဆိုပါတယ်။ဒါပေမဲ့အစိုးရရဲ့တရားဝင်ခွင့်ပြုချက်ရထားတာတော့မဟုတ်ပါဘူး။မဲလစ်ဆာကအထက်တန်းကျောင်းတုန်းကအနိုင်ကျင့်ခံခဲ့ရတဲ့ကောင်မလေးကိုတတိပေးပြီးအဲ့ဒီကောင်မလေးဟာအခုမရှိတော့ဘူးလို့ပြောပါတယ်။သူမကမနှက်ဖြန်ကြရင်ထူးခြားမှုကိုတတိပြုမိလိမ့်မယ်လို့ကတိပေးရင်းဟာနာလက်ထဲကိုမိခိုးရောင်ဆေးတောင်တစ်တောင်ထည့်ပေးလိုက်ပါတယ်။ဂျိုစီနဲ့နီကီတာတို့တောက်ဆရာတွေနဲ့ပြန်ရောက်လာပြီးဟာနာမွေးနေ့အတွက်ခွက်ချင်းတိုက်အောင်မြင်ဆူတောင်းပေးကြပါတယ်။သူတို့ကခုန်ကြပြီးပါတီကိုပျော်ပပဆင်နွှဲကြပါတယ်။ဆေးတောင်တွေကိုလည်းတောက်ပြီးအစားအစာချို့ကိုလည်းစားခဲ့ကြပါတယ်။အဲ့ဒီညနောက်ပိုင်းမှာဟာနာကတက်ပြင်းချပြီးကိုလေးချိန်ပြန်ချိန်ကြည့်တဲ့အခါကိုလေးချိန်အနှဲငယ်ကျသွားတာကိုတွေ့လိုက်ရပါတယ်။သူမဆေးတောင်ကိုပြန်ကြည့်ပါတယ်ဖုန်းထဲမှာဝိတ်ချတဲ့အကြောင်းအရာတွေကိုရှာဖွေကြည့်ရှုရင်းမဲလစ်ဆာစီအားဆေးရဲ့ဈေးနှုန်းကိုမက်ဆေ့ချဖို့မေးမြန်းလိုက်ပါတယ်။အဲ့ဒီနောက်မှာအလန်ညာရဲ့မျက်နှာပေါ်လာပြီးသူမရဲ့ကြန့်ခိုင်မှုဆိုင်ရာစိန်ခေါ်မှုအစီအစဉ်ကိုကြော်ညာနေတာကိုတွေ့ရပါတယ်။မဲလစ်ဆာကဆေးတွေရဲ့တန်ဖိုးက9005ကျတင်တယ်လို့ပြောပါတယ်။နောက်ပိုင်းမှာဟာနာကသူမရဲ့မိဘတွေအိမ်ကိုတွားလဲရမှာ David Travis နဲ့ Kimmy Khemi တို့ကြဲကြဲလောင်ရန်ဖြစ်နေကြတာကိုတွေ့ရပါတယ်။ဟာနာရဲ့အလွန်မင်းဝဖက်တီးနေတဲ့ဖခင်ဖြစ်သူ Travis က Kimmy တယောက်ထိမရသိမရဖြစ်နေပြီလို့အော်ဟစ်နေပြီးပိန်ပါဂျပန်လူမျိုးမိခင်ဖြစ်သူ Kimmy ကလည်းချက်ချင်းပြန်လဲအော်ဟစ်ချပါတယ်။ဟာနာကသူမရဲ့ဖခင်ကိုလှမ်းခေါ်ပေမဲ့ဘာတော့ပြန်မှုမှမရရှိပဲမိဖို့ကြောင့်ထဲမှာ Kimmy ကိုတွေ့ရှိသွားပါတယ်။ Kimmy ကသူမကိုမွေးနေ့ဆူတောင်းပေးပြီးဂျုံမုတ်မပါတကြားမပါတဲ့ကိတ်မုတ်တစ်ခုကိုပေးပါတယ်။ဟာနာကရင်ကျေးပြူငါစွာတလုံးစားကြည့်ပြီးအရသာရှိကြောင်းပြောပါတယ်ကိတ်မုတ်ကိုကြိုက်နှစ်သက်ကြောင်းလည်းဆိုပါတယ်တက္ကသိုလ်ကိုပြန်ရောက်တဲ့အခါဂျိုစီကဒီဆေးဟာစိတ်ကြွဆေးဖြစ်နိုင်တယ်လို့လောင်းကြီးထက်တာကြောင့်ဟာနာကဓာတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့စမ်းသပ်ကြည့်ပါတယ်ရလဒ်တွေကသူတို့နှစ်ဦးစလုံးကိုအံ့အားသင့်စေခဲ့ပါတယ်ဆိုဒီယမ်ဓာတ်မြင့်မားခြင်းပိုတက်ဆီယမ်ဓာတ်မြင့်မားခြင်းနဲ့အများစုကကယ်လ်ဆီယမ်ဖော့စဖိတ်ကာလ်ဆီယမ်ဖော့စဖိတ်ဓာတ်တွေဖြစ်နေလို့ပါဟာနာကဒါဟာပြားတွေလူသေးပြားတွေဖြစ်မယ်လို့ထင်ကြောင်းတိုးလေးပြောလိုက်ပါတယ်ဂျိုစီကရေမောပြီးမဲလစ်ဆာဟာတစုံတစ်ယောက်ရဲ့အဖိုးကိုစားနေတာနေမှလို့နောက်ပြောင်ပါတယ်။ဒါပေမဲ့ဟာနာကတော့သိပ္ပံနည်းကျအချက်လက်တွေအပေါ်မှာပဲအာရုံစိုက်ထားပါတယ်။ဆိုဒီယမ်ဓာတ်ကလူကိုပိုစားလောင်စေတင်ပြီးဖော့စဖိတ်ချို့တဲ့မှုကကိုလေးချိန်ကြာဆင်းခြင်းရဲ့အကြောင်းရင်းဖြစ်နိုင်တယ်လို့သူမကမှတ်ချက်ပြုပါတယ်။ခန္ဓာဗေဒတက်ခွဲခန်းမှာရိုင်ယန်ကသူတို့ရဲ့ရုပ်လောင်းကိုပေပါတာ Big Brother လို့နာမည်ပြောင်းပေးလိုက်ရာဂျိုစီကသူ့ကိုလူယုံမာလို့ဆဲဆိုပါတယ်။ဒါပေမဲ့အဲ့ဒီနာမည်ကပဲဆွဲသွားခဲ့ပါတယ်။အတန်းပြီးတဲ့နောက်လူတိုင်းထွက်သွားတဲ့အထိဟာနာကစောင့်ဆိုင်ပြီးပြပသားရဲ့ရုပ်လောင်းကနေအသားစားနမူနာတစ်ခုကိုယူလိုက်ပါတယ်။သူမကအဲ့ဒီအသားစကိုမှုန့်ညက်နေအောင်ကြိတ်ပြီးဆေးတောင်တွေထဲကကိုယ်တိုင်လှုပ်ထားတဲ့ပထမဆုံးဆေးတောင်ကိုမျိုးချလိုက်ပါတယ်။သူမရဲ့ပိုက်ထဲကချက်ချင်းဆိုသလိုအတန်တွေမြည်လာပြီးတစ်ခုခုတော့အကြီးအကျယ်မှားယွင်းနေပြီလို့ခံစားလိုက်ရပါတယ်။နောက်ရက်မှာတော့သူမဟာအလန်ညာရဲ့ကြန့်ခိုင်မှုဆိုင်ရာအစီအစဉ်မှာပါဝင်ခဲ့ပြီးအဲ့ဒီမှာအလန်ညာကဓာတ်ပုံရိုက်ဖို့အတွက်တန်းစီခိုင်းနေပါတယ်
အန်နာတယောက်လေ့ကျင့်ခန်းတွေအသေးလဲလုံနေတာမော်လွန်းလို့အသက်ကိုဟဟပတ်မှန်ရှူပြီးညီးတောင်ညီးနေရရှာတယ်အိမ်ရောက်တော့လဲဘိုက်ကတကူးကူးမြည်ပြီးစားနေတာကိုမစားဘဲအောင့်ထားတာအဲ့ဒီအချိန်မှာအခန်းထဲကအတန်ကျဲကြီးထမီလို့လန့်သွားပေမဲ့ကြည့်လိုက်တော့ဘာမှမရှိဘူးဂျင်မာတော့အလန်ညာကသူမကိုလှေလော်ဆက်ပေါ်မှာပို့လုံနိုင်အောင်တွန်းအားပေးရင်းနဲ့အရန်တော်တယ်ဆိုပြီးပြုံးပြုံးလေးအားပေးနေတယ်ပြီးတော့ဟန်နာကိုခွေကျသွားတဲ့အထိထိုင်ထားစကွတ်တွေအတင်းလုတ်ခိုင်းပြီးပို့ပြီးဖိအားပေးလာတယ်လေ့ကျင့်ခန်းပြီးတော့အလန်ညာကသူမကိုတက်တက်ခေါ်သွားပြီးတိုးတက်လာတာကိုတကယ်အထင်ကြီးမိတယ်လို့ပြောတယ်ဟန်နာခန္ဓာကိုအပြောင်းလဲအကြောင်း post တင်ခြင်းလို့ဆိုပြီးခွင့်တောင်းတယ်ပြီးတော့နှစ်ယောက်သားပြုံးပြုံးလေးနဲ့ဓာတ်ပုံတူတူရိုက်ကြတယ်အိမ်ပြန်ရောက်တော့ဟန်နာဘိုက်ကထက်မြီလာပြန်ရောအဲ့ဒီအချိန်မှာပဲတိုက်ခန်းထဲကနေတုတ်နဲ့အတန်တိုးလေးတွေကြားနေရတယ်သူမကစင်ကြံလန်းအတိုင်းခြေပြားထောက်ပြီးသွားတော့ကြမ်းခင်းပြားတွေကကျွတ်မြည်နေတယ်ပြီးတော့ဘာသာဆိုတဲ့နာမည်ကိုတိုးတက်တိုးရေရွတ်လိုက်တယ်သူမဘာသာကိုနောက်တစ်ခေါက်ထပ်မြင်လိုက်ရပြန်ပြီအိမ်ရှိပဲမီလို့သွားကြည့်တော့ကင်မီဖြစ်နေတယ်ကင်မီကအခန်းထဲရှုပ်ပွားနေတာကိုစူပြီးပိုးဟက်တွေလာလိမ့်မယ်လို့သတိပေးတယ်ဟန်နာကအမေလာမယ်ဆိုကြိုပြောပါအောင်လို့တွေးလိုက်ပေမဲ့ကင်မီမာကအဲ့ဒါထက်ပိုကြီးတဲ့သတင်းရှိနေတာသူမ25နှလုံးလုံးသွားချင်ခဲ့တဲ့အီကွာဇူရေတကုံခီးစဉ်ကိုပုတ်ကင်လုပ်လိုက်ပြီးတဲ့အဲ့ဒါဒီညပဲသွားတော့မှာဟန်နာက traffic ကိုဘယ်လိုလုပ်မလဲလို့မေးတော့ကင်မီကငိုမဲမဲနဲ့ငါလဲသူ့ကိုဆက်မကူညီနိုင်တော့ဘူးလို့ဝန်ခံတယ်ကင်မီကဟန်နာကိုတပတ်တစ်ခါလောက်သူ့စီသွားကြည့်ပေးဖို့အကူအညီတောင်းတယ်ပြီးတော့ပြက်လက်စာလောင်နေတဲ့တစေတွေရောက်လာတတ်တယ်လို့သတိပေးသွားသေးတယ်မပြန်ခင်မှာကင်မီကဟန်နာကိုအထက်အောက်ကြည့်ပြီးရုပ်ရည်အကြောင်းတစ်ခုခုပြောမလို့လုပ်သေးတယ်ပြီးမှပြန်အောင်ထားလိုက်တယ်ဟန်နာကနှာခေါင်းရှုံလိုက်ပြီးကင်မီထွက်သွားတဲ့အကြောင်း Travis စီအတန်မက်ဆေ့ချချန်ခဲ့တယ်ဒါပေမဲ့ဆက်ကအလိုလျောက်ပိတ်သွားတယ်အခန်းထဲမှာတယောက်တည်းကြံခဲ့တဲ့ဟန်နာကအစားတွေအငမ်းမရအများကြီးစားပစ်လိုက်တယ်ပြီးတော့အိပ်ပျော်နေရင်အသက်ရှူတန်တွေအရန်ပြင်းနေတယ်သူမအပေါ်မှာအလောင်းကြီးတစ်လောင်းမျောနေတာကိုအိမ်မက်ပြီးနှိုးဆက်တန်အကျယ်ကြီးမြည်လာတော့မှလန့်နိုးလာတယ်ဂျိုစီနဲ့နီကီတာတို့အနားမှာစကားပြောနေကြချိန်ဟန်နာကတော့စိတ်ထဲအစွဲလန်းကြီးပြီးအာယုံကြောလန်းကြောင်းတွေကိုပဲအထက်အခါရွတ်ပြီးစာချက်နေတယ်ခန္ဓာဗေဒလက်တွေ့ခန်းထဲမှာတော့သူမကဘာသာအလောင်းကိုကင်တွယ်စစ်ဆေးရင်းခြေထောက်ထဲကအယိုးတွေကိုထုတ်နေတာအိပ်ပျော်သွားရင်လည်းသူမရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပဲမြင်မှတ်နေတတ်တယ်ဟန်နာကနောက်ဆုံးအလေးတုံးကိုအော်ဟစ်ပြီးအားကုန်မလိုက်တယ်ပြီးတော့ခုံပေါ်လဲကျသွားပြီးရေနေတော့တာပဲဒါပေမဲ့အဲ့ဒီနောက်မှာအလန်ညာကတီးတန့်ခန်းတကားကိုပိတ်လိုက်ပြီးသူမစိုးရိမ်နေတဲ့အကြောင်းဖွင့်ပြောလာတယ်ဟန်နာဝိတ်ကအန်ရရှိတဲ့အထိကြာဆင်းနေလို့လေအလန်ညာကအစားတောက်လမ်းညွှန်ချက်အတိုင်းတေချာလုပ်ရလာလို့မေးတယ်ဒါကိုဟန်နာကစိတ်ဆိုးပြီးဘယ်နေရာကိုင်းလုံးလိုက်နာပါတယ်ဆိုပြီးပြန်ခံပြောတယ်အလန်ညာကနင်သုံးနေတဲ့ဖြက်လန်းကမကောင်းဘူးလို့သတိပေးတော့ဟန်နာကဒေါသပေါက်ပွဲပြီးငါအပတ်ထဲကအသေးလဲလုံနေရတာပါလို့အော်တော့တာပဲအလန်ညာကိုအထင်ကြီးစေချင်လို့ပါဆိုပြီးပြောတဲ့အချိန်မှာသူမအတန်တွေတုန်နေခဲ့တယ်အဲ့ဒီလိုဝန်ခံပြီးတဲ့နောက်အခန်းထဲမှာတိတ်ဆိတ်သွားတယ်အလန်ညာကအဖွဲစီပြန်သွားကြမလားလို့မေးတော့ဟန်နာကရှက်ရှက်နဲ့ပဲဖက်နှက်ကြိုးချီအောင်မယ်ဆိုပြီးနောက်မှကြံခဲ့တယ်ဟန်နာကလက်တွေ့ခန်းထဲကိုဒေါသတကြီးပြန်လာပြီးတိုးတက်တိုးချိန်ဆနေလုံးစေးတောင်တွေသူမစီလျှော့ကျလာတာကိုတွေ့လိုက်ရတယ်သူမကအလောင်းအကျွင်းကြံတွေကိုထက်ယူစေးလုံးဖြစ်အောင်လုပ်ပြီးနောက်တစ်ချိန်ထပ်တောက်လိုက်ပြန်တယ်ဘိုက်ထဲကလည်းတကယ်ကြီးကိုရုံရင်ဆန်ခတ်မိလာတယ်လို့သူမရဲ့နောက်နားမှာလည်းအတန်တခုကြွေးခနဲကြားလိုက်ရတယ်အိမ်ကြတော့လဲမုတ်ခွန်တွေကိုစုပ်ခဲပြီးစိတ်မထိန်နိုင်ပဲအတင်းတွေကောက်စားတော့တာပဲအလောင်းပြင်ခန်းထဲမှာရိုင်ယန်ကဝိတ်ချတာအဆင်ပြေလားလို့လာမေးတော့ဟန်နာကထွက်လိုက်ပြီးလို့အေးဆက်ဆက်ပြန်ပြောတယ်အဲ့ဒီမှာဂျော်ဂျီကအလောင်းထဲမှာပုံမှန်မဟုတ်တာတခုတွေ့လို့ Professor ကိုပြတော့ Professor ကအသေးကင်ဆာနောက်ဆုံးအဆင့်လို့အတီးပြုတ်ပေးတယ်ကင်ဆာက1 byte နိုင်ရန်အထိပြန့်သွားတာတဲ့တကယ်ကိုတနာစရာကောင်းတဲ့သိဆုံးမှုပဲနောက်တော့ဟန်နာကအဖေအိမ်ကိုသွားပြီးလှမ်းခေါ်တယ်ဒါပေမဲ့ traffic ကမောင်မဲနေတဲ့အခန်းထဲမှာ TV ဖွင့်ပြီးပလက်ထိုင်ပေါ်မှာဟောက်ပြီးအိပ်ပျော်နေတာသူမကတော့စိတ်မကောင်းခြင်းကြီးစွာနဲ့အဖေကိုစိုက်ကြည့်နေမိတယ်သူမကအဖေအတွက်အစားအသောက်တွေမှာပေးခဲ့တယ်အဖေကလည်းတူတူစားပါဦးလို့အားနာနာနဲ့ခေါ်ပေးမဲ့သူမကမအားဘူးဆိုပြီးပြန်လာခဲ့တယ်ဂျင်ကိုပြန်ရောက်တော့အလန်ညာကဟန်နာစီလာပြီးခဲ့တဲ့ရက်ကစကလုံးသွားတဲ့အတွက်တောင်းပန်တယ်သူမမှာလူတွေကိုဆရာလုပ်မိတဲ့အကျင့်ဆိုးရှိပေမဲ့စေတနာကြောင့်ပါလို့ရှင်းပြတယ်ဟန်နာကလည်းအလန်ညာမှာလည်းအားနည်းချက်ရှိတာပဲလားဆိုပြီးနောက်လိုက်တော့နှစ်ယောက်သားတူတူရဲ့ဖြစ်ကြတယ်ပြီးတော့အလန်ညာကမနှက်ဖြန်တွေ့အောင်မလားလို့မေးလိုက်သေးတယ်အိမ်ရောက်တော့ဟန်နာကဖုန်းထဲမှာအလန်ညာရဲ့လူမှုကွန်ရက် post တွေကိုလိုက်ကြည့်နေတယ်အဲ့ဒီအချိန်မှာရေခဲတက်တာကတီနဲ့အတန်တွေစက်တိုက်မိနေတာသူမရေခဲတက်တာတဲ့ကိုစိုက်ကြည့်နေမိတော့မှပဲဘိုက်ကလည်းထပ်ပြီးစားလောင်တန်းညီလာပါတော့တယ်သူရေခဲတက်တာကိုဖွင့်ပြီးအစားအစာတွေကိုယူလိုက်ပြန်ထားလိုက်ပြန်ယူလိုက်လုပ်နေတယ်ထို့နောက်တရေတစီလိုခြောက်ချားခွဲပြင်းထန်တဲ့အသက်ရှူတန်ကမိဖို့ချောင်းနဲ့ပြန့်နှံ့သွားတယ်ပြီးတော့သူမပိုက်ထဲကနားကွဲလူမတက်တကွီမီတန်တွေထွက်ပေါ်လာတယ်သူ့ဖုန်းကိုစောက်ပိတ်ပြီးထွက်ပြေးခဲ့တယ်တကားကသူ့အလိုလိုကျွေးကနေပွင့်သွားတယ်ပြီးတော့စင်ကြံလန်းကနေပြင်းထန်တဲ့တရေတစီလိုအသက်ရှူတန်တွေပဲ့တင်ထက်လာတယ်တခုခုကနေရန်တွေကိုဒုံဒုံထုနေပြီးအတန်ကပူကျဲလာတယ်သူမရဲ့ကတင်ကပြင်းထန်စွာကျွတ်မိလာတယ်ပြီးတော့အဲ့ဒါကိုရက်ဖို့သူအော်ဟစ်လိုက်တယ်အတန်ကချက်ချင်းရက်တန့်သွားတယ်ဒါပေမဲ့ထို့နောက်သူထပ်မံအော်ဟစ်ပြီးပရိဘောဂတွေကိုတကားဝမှာသွားပိတ်လိုက်တယ်အတန်တွေပြက်ကွယ်သွားချိန်မှာအကာအကွယ်လုပ်ထားတဲ့အခန်းထဲမှာသူမောဟိုက်နေတယ်ဒါပေမဲ့ဆူဆွတ်တဲ့အရာတစ်ခုကသူမပါဆက်ထဲပြေးလာတယ်သူတတိမထားမိပဲဝါနေမိတယ်သူမိဖို့ကြောင့်ဘေးစင်သားမှာပြုတ်အံရင်နိုးလာတယ်သူစားခဲ့မှမမှတ်မိတဲ့အစားအစာတွေကိုပြန်ထွေးထုတ်နေတယ်ကျောင်းမှာတော့မီလစ်စာကကိုလေးချိန်ကျသွားတဲ့အတွက်ဂုံပြူကျောင်းမက်ဆေ့ချပို့လာတယ်ပြီးတော့ဟန်နာကဂရေးကွဲကိုလူပြနဲ့လှုပ်ထားမှန်းသိလားလို့မေးတယ်မီလစ်စာကဂယုမဆိုင်တယ်လို့ပခုံးတွန့်ပြတယ်ဟန်နာကဘေးထွက်ဆိုးကျိုးတွေအိမ်မက်ဆိုးတွေနဲ့ထူးဆန်းတဲ့မြင်ကွင်းတွေအကြောင်းမေးမြန်းတယ်ပြီးတော့မီလစ်စာကလည်းသူတတိလစ်တာမျိုးတွေဖြစ်ခဲ့ဘူးကြောင်းဝန်ခံတယ်
သူမတစ်ခါတရံမှာတစုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့မျိုးစိုးရိမ်စိတ်ဝင်မိတတ်တယ်။ပြီးတော့တစ်ခါကစင်ကြံလန်းမှာတယောက်ယောက်တချင်းအဟောင်းတစ်ပုဒ်ကိုလေချွန်နေတန်ကြားခဲ့ရတယ်။သူမရဲ့အိမ်ဖော်ကအိမ်မှာမရှိပါဘူး။ဒါပေမဲ့ဆေးတောက်တာရက်လိုက်တဲ့အခါအားလုံးပြီးသွားခဲ့တယ်။သူကဟန်နာကိုဒါကတနည်းအားဖြင့်တော့တန်ပါတယ်ဟုတ်တယ်မလားလို့ပြောတယ်။ဟန်နာကကင်ဆာအထူးကုဆရာဝန်စီသွားပြရာဆရာဝန်ကသူမရဲ့မုံချိုအိမ်မှာအကျိတ်သေးလေးတစ်ခုတွေ့ရှိခဲ့တယ်။ဒါပေမဲ့အကျိတ်ကကင်ဆာမဟုတ်တယ်လို့သိငယ်ပါတယ်။သူမရဲ့အိတ်ဆက်ချင်းဆိုင်ရာစစ်ဆေးမှုရလဒ်တွေကတော့အဖြေတိကျမထွက်ပါဘူး။ပြီးတော့ဆရာဝန်ကအစားအသောက်မောပန်းနွမ်းနယ်မှုသို့မဟုတ်စိတ်ဖိစီးမှုကြောင့်ဖြစ်နိုင်ကြောင်းပြောတယ်။ဆရာဝန်ကအခြေအနေကိုစောင့်ကြည့်ဖို့အကြံပြုတယ်။ဟန်နာကဂျင်းပြင်းကိုပြန်သွားပြီးအလန်ညာကသူမရဲ့တိုးတက်မှုမှတ်တမ်းတပ်ပုံကိုနောက်ထပ်တစ်ပုံရိုက်ပေးတယ်။ယခုအခါသူမရဲ့ပြောင်းလဲမှုကတိတာထင်ရှားလာတယ်။အိမ်မှာတော့သူမတ်စုစာအုပ်ထဲမှာတစ်ခုခုရေးနေတယ်။သူမပိုက်ထဲကမြည်လာပြီးသူမထိုင်နေတဲ့ကလတ်ထိုင်ကအောက်ကနေလှုပ်ခါသွားတယ်။ခန္ဓာဗေဒတက်ခွဲခန်းထဲမှာသူဘာသိန်ပေါ်သားရဲ့ရုပ်အလောင်းကိုကြည့်ရင်ငေးမောနေမိတယ်။ပြီးတော့ရိုင်ယန်ကသူဘာလုပ်နေတာလဲလို့မေးတယ်။ဂျိုစီကသူမကိုကြည့်ဖို့အပြေးလွှားထွက်လာပြီးဒီနေ့တစ်ခုခုစားပြီးပြီလားလို့မေးတယ်။သူကဟန်နာကိုပိန်ဆေးတွေမတောက်ဖို့တောင်းပန်တယ်။ဒါပေမဲ့ဟန်နာကဂျိုစီအနေနဲ့သူမကိုဆေးတွေအကြောင်းလာပြီးဆုံးမလို့မရကြောင်းပြန်អော်လိုက်တယ်။ဂျိုစီကဟန်နာပုံစံကဖျားနာနေပုံရတယ်လို့ပြန်ပြောတယ်။အဲ့ဒီဆေးတွေကိုသူတို့အရင်ကလှောင်ပြောင်ခဲ့ကြတဲ့လိမ်လည်လှည့်ဖျားတဲ့ကိုခန္ဓာတန့်စင်နည်းတွေနဲ့နှိုင်းယှဉ်ပြတယ်။ဟန်နာကတော့မိမိကိုယ်ကိုပြောင်းလဲချင်တာရာဇဝတ်မှုမဟုတ်ဘူးလို့ဆွညင်းတယ်။ဒါပေမဲ့ဂျိုစီကပေါင်ချိန်ဆက်ပေါ်ကကနန်းတစ်ခုကအားလုံးကိုအစင်ပြေစေမှာမို့လို့လားလို့မေးပြီးဟန်နာကိုစိတ်ကူးရင်နေတာလို့ပြောလိုက်တယ်။ဟန်နာကဂျိုစီဟာသူမကိုထာဝရဝတုတ်ပြီးစိတ်ဆင်းရဲစေချင်တာလို့ဆွဆွဲလိုက်တယ်။အဲ့ဒီခါဂျိုစီကစိတ်ပေါက်ကွဲသွားပြီးဟန်နာဟာဝရတယ်ဆိုတဲ့စကားလုံးကိုညစ်ပတ်တဲ့စကားလုံးလို့သဘောထားနေတာလို့ပြောတယ်။မိမိကိုယ်ကိုအပြစ်ပေးတာကဘဝမှာရှိတဲ့ကောင်းမွန်တဲ့အရာအလုံးကိုဖျက်ဆီးပစ်လိုက်မယ်လို့သတိပေးလိုက်တယ်။အဲ့ဒီညနေမှာဟန်နာကအလန်ညာရဲ့တိုက်ခန်းကိုရောက်လာတယ်။ပြီးတော့အလန်ညာကတခုခုပုံမှန်မဟုတ်တာကိုရိပ်မိသွားတယ်။ဟန်နာကပုံမှန်မဟုတ်တာကပဲသူမရဲ့တည်ငြိမ်တဲ့အခြေအနေဖြစ်နိုင်ပါတယ်လို့နောက်ပြောင်ပြီးစကားလွှဲလိုက်တယ်။အလန်ညာကသူမကိုတောက်เสียကမ်းပေးပြီးဒီတစ်ခါတော့လက်ကိုငြိမ်ထားပါမယ်လို့ကတိပေးတယ်။ဟန်နာကအဲ့ဒီကိစ္စမှာလွတ်လပ်ခွင့်အချို့ရှိလာလို့မေးတယ်။ပြီးတော့သူတို့နှစ်ယောက်လုံးရေမောလိုက်ကြတယ်။သူကအလန်ညာကိုမိပိတ်ပေးဖို့ပြောတယ်။သူတို့အတူတူအိပ်ပျော်သွားကြတယ်ဒါပေမဲ့ညနေပိုင်းမှာတော့ဟန်နာဘိုက်ကမြည်လာတယ်။ပြီးတော့သူအိမ်မောနေလျက်မိဖို့ကြောင့်လည်းရှောက်သွားပြီးမှောင်ထဲမှာအတန်ကျဲကြီးနဲ့စားတောက်နေတယ်။အလန်ညာရဲ့အိမ်ဘောကသူမရေခဲတက်တာတွေကအစားအစာတွေကိုမှွေနှောက်နေတာကိုတွေ့သွားတယ်။ပြီးတော့အလန်ညာကစဝေးစဝါဖြစ်ပြီးရှက်ကိုရှက်ကန်းဖြစ်နေတဲ့သူမကိုတွေ့ရှိသွားတယ်။အိမ်ဖော်ကရှုပ်ပွားနေတာကိုကြည့်ပြီးရေမောတယ်။ပြီးတော့ဟန်နာကအရှက်သေးစွာတကားအပြင်ကိုပြေးထွက်သွားတယ်။လမ်းပေါ်မှာသူရှိုက်ကြီးတင်ရင်ငိုကြွေးနေပြီးလမ်းဘေးမှန်နဲ့ကြည့်နေစဉ်သူမဘိုက်ကပြန်လာတယ်။သူစားတောက်ဆိုင်တစ်ခုထဲပြေးဝင်သွားပြီးတစ်ခုခုပြောလိုက်တယ်။နောက်ပိုင်းသူမအဖေအိမ်မှာတော့တကားလက်ကင်ကပြင်းထန်စွာတုန်ခါလာတယ်။ပြီးတော့ traffic ကကီမီခဲမှထင်ပြီးလှမ်းခေါ်လိုက်တယ်။ဟန်နာကအားလုံးအဆင်ပြေပါတယ်လို့အခန်းထဲကနေပြန်ဖြေတယ်။ဒါပေမဲ့အခန်းထဲမှာဖန်ခွက်တစ်ခုရုတ်တရက်ကွဲသွားပြီး traffic ကတကားကိုထုကတကားဖွင့်ဖို့တောင်းဆိုတယ်။ဟန်နာကသူကလေးမဟုတ်တော့ဘူးလို့ပြောလိုက်တယ်။ဟန်နာကကင်မရာနဲ့မိမိကိုယ်ကိုမှတ်တမ်းတင်ပြီးနောက်အစားအသောက်တွေကိုအလွန်ကြုံစားနေတဲ့သူမရဲ့ဗီဒီယိုဖိုင်ကိုပြန်ကြည့်ကပြုတ်အံ့တယ်။သူကို၄ချိန်ဆက်ပေါ်တက်ပြီးကို၄ချိန်စစ်ဆေးတယ်။ပြီးတော့တစ်ခါ9ကီလိုလောက်ကို၄ချိန်တွေအလွန်မြန်ကျနေတာကိုသိလိုက်ရတယ်။နောက်တနေ့မနက်မှာ traffic ကသူမအတွက်ပန်ကိတ်လုပ်ပေးပြီးသူကိုယ်တိုင်ချက်ပြုတ်နိုင်တာကိုတော့အံ့ဩနေတယ်။သူကစိတ်ပေါက်ကွဲသွားပြီးအစားအသောက်ဆိုတာဘယ်တော့မှတာမန်ထမင်းတစ်နက်မဟုတ်ခဲ့ဘူးမိဘနှစ်ပါးစလုံးနဲ့ရောဘယ်တော့မှမဟုတ်ခဲ့ဘူးလို့ပြောတယ်။အဖေကဘာလို့သူတို့အပေါ်ဒီလောက်အထိဂယုမဆိုင်ခဲ့ရတာလဲဆိုတာကိုသူသိချင်နေတယ်။ပြီးတော့ traffic ကသူမအမေကသာထွက်သွားခဲ့တာလို့ပြောတယ်။ဒါပေမဲ့ဟန်နာကအဖေကသူတို့ကိုစွန့်ပစ်ခဲ့တာကြာလာပြီလို့ပြန်ပတ်လိုက်တယ်။သူကအဖေကိုအမှောင်ထဲမှာထာဝရမထိုင်နေဖို့တောင်းပန်ပြီးအဆုံးထိအဖေနဲ့အတူထိုင်မနေနိုင်ဘူးလို့ပြောလိုက်တယ်။နောက်ပိုင်းမှာဟန်နာကဂျိုစီနဲ့တွေ့ပြီးအားလုံးကိုဝန်ခံလိုက်တယ်။သူကဆေးတွေကိုဘာသိဘစ်ဘော်ဒစီကနေသူကိုယ်တိုင်ဖော်ဆက်ခဲ့တာလို့ဝန်ခံလိုက်တဲ့အခါဂျိုစီထိတ်လန့်တုန်လှုပ်သွားတယ်။ဂျိုစီကဟန်နာကိုလူသေးကောင်ကိုစားနေခဲ့တာလားလို့တိုးတိုးလေးမေးရဟန်နာကဟုတ်ပါတယ်လို့အတည်ပြုတယ်။လူသေးကောင်တလောင်းပေါ်အဲ့ဒါဘာသာပဲဂျိုစီကဒါဟာတကယ့်ကိုယူသွလွန်တဲ့ကိစ္စပဲလို့ပြောတယ်။ဟန်နာကသူမခန္ဓာကိုယ်ထဲမှာအောက်ခြေမရှိတဲ့တွင်းနဲ့ကြီးတစ်ခုရှိနေတယ်လို့ပဲတဲ့။ကိုပြောင်းလဲလိုက်ရင်အဲ့ဒါကြီးပျောက်သွားလိမ့်မယ်လို့ထင်ခဲ့မိတာပေါ့။ဒါပေမဲ့ပိုလို့ပဲဆိုးလာခဲ့ပြီ။အခုတော့သူမတကယ်ကိုဒုက္ခရောက်နေပါပြီ။ဂျိုစီကဟာနာကိုအေးစစ်စစ်ပဲပြောရှာပါတယ်။သူမတကယ်ကြီးမှားသွားခဲ့တာမှန်ပေမဲ့သူမကိုယ်တိုင်ကလူဆိုးတယောက်မဟုတ်ပါဘူးတဲ့။အဲ့ဒါတော့ကွာတာပေါ့။အဲ့ဒီနောက်မှာတော့ဟာနာကတရေရှိနေတဲ့အကြောင်းဖွင့်ပြောလိုက်ပြီးဘာသာရဲ့ဝိညာဉ်ကသူမအပေါ်ကတ်တွယ်နေတာလို့ရှင်းပြပါတယ်။သူမကဒါကိုသွေးရင်းတကြားတက်တိုင်းနဲ့ဆက်နဲ့တက်တည်ပြဖို့လုပ်တာပါ။တကြားတက်က6အောက်ကိုကျသွားတိုင်းအဲ့ဒီတရေပေါ်လာတတ်တယ်လို့ယုံကြည်နေတာပေါ့။ဂျိုစီကတော့အရေးထဲမှာဘာမှမမြင်ရပါဘူး။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲအခန်းထဲကပစ္စည်းတွေလွင့်ပြန်လာပြီးကွန်ပျူတာစခရင်လည်းကျန်းပြင်ပေါ်ပြုတ်ကျပျက်စီးသွားပါတော့တယ်။ဟာနာကဂျိုစီကိုဂျယ်လီဝက်ဝင်ရုပ်လေးတွေပေးဖို့ပြောပြီးတကြားတက်လာတာနဲ့တရေကလည်းပျောက်သွားရောဟာနာကအဲ့ဒီအခြေအနေကိုရှင်းပြတယ်။သူမကယ်လိုရီတွေပိုစားလေဝိတ်တွေပိုကျလာလေဖြစ်ပြီးတရေကပိုပြီးကြီးထွားလာလေပဲတဲ့။ဘာသာကသူမကိုအတွင်းထဲကနေဝါမျိုးနေတယ်လို့ခံစားရတယ်လို့ပြောပါတယ်။ဂျိုစီကလည်းဘာသာမှာဘာတွေထူးခြားနေလို့လဲသူမဘာလို့ချင်တာလဲလို့မေးတာပေါ့။သူတို့တွေအလောင်းရဲ့ကိုယ်ရဲ့အချက်လက်ကိုလိုက်စုံစမ်းရင်တက်တူးဆိုင်တစ်ခုမှာအဲ့ဒီအမျိုးသမီးရဲ့အမလူစီကိုရှာတွေ့ခဲ့ကြတယ်။လူစီကအလောင်းရဲ့နာမည်ရင်းက Grace ဖြစ်ကြောင်းပြောပြပြီးဆယ်ကျော်တက်ဘဝတုန်းကခွဲလို့မရအောင်တွဲခဲ့ကြတာလို့ဆိုပါတယ်
Grace ကမတန်ဆွမ်းသူတွေကိုကူညီဆောင်ရှောက်တဲ့အလုပ်လုပ်ခဲ့တာပါတဘဝလုံးသူတစ်ပါးကိုပဲပြုစုရင်းအချိန်ကုန်ခဲ့ပေမဲ့မိမိကိုယ်ကိုတော့ဘယ်တော့မှဂရုမစိုက်ခဲ့ဘူးသူမရဲ့မုတ်ချိုအိမ်မှာအဆက်သေးသေးလေးတစ်ခုပေါ်လာပြီးတဲ့နောက်စားတောက်တာကပဲနာကျင်မှုတွေကိုရင်ဆိုင်ဖို့သူမရဲ့တစ်ခုလေးသောနီလန်ဖြစ်ခဲ့ရတာပါနောက်ပိုင်းမှာတော့သူမဘသူ့ကိုမှမတွေ့တော့ဘူးလူစီက Grace ဟာကိုနဲ့ဘယ်တော့မှစိတ်အေးချမ်းမှုမရခဲ့ဘူးလို့ပြောတယ်လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ဒါကိုဘယ်တော့မှသတိမထားမိခဲ့ဘူးပေါ့လူတစ်ယောက်ကိုအတင်းအကျပ်ကောင်းလာအောင်ချစ်ပေးလို့မှမရတာဟာနာလဲ Grace ပါလို့သူမစီကပ်နေလဲဆိုတာသဘောပေါက်သွားပြီဂျိုစီကိုပြောတယ်သူမယူခဲ့သမျှအရာအလုံးကိုပြန်ပေးဖို့လိုတယ်တဲ့အိမ်ပြန်ရောက်တော့ကီမီကအီကွာဇူရေတံခွန်ကနေပြန်ရောက်နေပြီဟာနာဘလောက်တောင်ပိန်သွားလဲမြင်လိုက်ရတော့ကီမီခန့်များအသက်ရှူမှသွားရှာတယ်ဟာနာကလည်းအိမ်ထဲမှာပြတလဲနဲ့လိုက်ရှာပြီးဘူးထဲကအမှုန့်တွေဘာဖြစ်သွားလဲလို့မေးတော့တာပဲကီမီကအမိုက်မက်လို့လွှတ်ပစ်လိုက်ပြီးပြောတော့ဟာနာထိတ်လန့်သွားပြီးအဲ့ဒါသူမအတွက်လိုအပ်တာလို့အော်ပါတော့တယ်ဟာနာတက္ကသိုလ်ကိုအပြေးလွှားသွားခဲ့တယ်ဓာတ်လေကတုံခါနေတော့သူမပိုက်ထဲကနေအတန်တွေမြည်လာတာပေါ့ဘေးနားမှာတခုခုလှုပ်ရှားသွားတယ်လို့ခံစားရလို့လန့်ဖြတ်သွားခဲ့တယ်ကီမီကဆေးဘက်ဆိုင်ရာဓာတ်မှန်တွေကိုရှာတွေ့ထားပြီးဟာနာလည်းအိမ်ကိုအမြန်ပြန်ပြေးလာတယ်ကီမီကငိုပြီးတော့ဟာနာတေတော့မှလားလို့မေးရှာတာပေါ့ဟာနာကအနာသက်တွေကချုံးမွေ့နေလို့အန္တရာယ်မရှိတဲ့အကျိတ်ပါလို့ပြပေးတယ်ဒါပေမဲ့ရှေ့တကားကိုအပြင်းထန်ထုရိုက်တံတွေကြောင့်ကီမီလက်အော်မိသွားတယ်တရေကမီးဖိုချောင်တွေကပစ္စည်းတွေကိုလွှင့်ပစ်နေတော့ဟာနာကနင်ကတနာစရာကောင်းပြီးအချစ်မခံရတဲ့ကောင်လို့ပြန်អော်လိုက်တယ်တရေကသူမစီသားနဲ့ပြစ်ပေါက်လိုက်ပြီးစပင်ကနေဆွဲပြီးကျမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပါရောသူမလွတ်အောင်ယုံပြီးကျမ်းပြင်ပေါ်ကိုပဲအသက်လူရှူရင်းအန်ချလိုက်ရတယ်ကီမီကိုအထဲမှာပဲနေဖို့ပြောခဲ့ပြီးမြို့ထဲကစတိုးဆိုင်တစ်ခုစီပြေးသွားပြီးဖြော်ရည်တွေကိုအတင်းတောက်ချလိုက်ရတယ်ပြီးတော့ဂျိုစီဖုန်းဆက်ပြီးကက်တမင်းဆေးရှိလားလို့မေးတယ်ဂျိုစီကဆေးကြောင်းမှလာတွေ့ပြီးဟာနာကအဖြေရှာတွေ့ပြီလို့ရှင်းပြပါတယ်သူမမုံချိုအိတ်ပေါ်ကအကျိတ်က Grace ရဲ့ကင်ဆာအကျိတ်နဲ့ကွက်တိတူနေလို့အဲ့ဒါကိုဖယ်လိုက်ရင်ဆက်နွယ်မှုပြတ်သွားလိမ့်မယ်လို့ယူဆနေတာပါဂျိုစီကကို့ဘာသာခွဲစိတ်မှုမလုပ်ဖို့တားပေမဲ့ခွဲစိတ်ဖို့လနဲ့ချီစောင့်ရမှာမို့လို့သူမအဲ့ဒီလောက်အချိန်မဆွဲနိုင်ဘူးလို့ဟာနာကပြောတယ်သူမကဂျိုစီကိုတခွဲကန်းအပြင်မှာတော့ပိတ်ထားခဲ့လို့ဂျိုစီလက်တကားကိုထုပြီးအော်နေုံပဲတက်နိုင်တော့တယ်ဟာနာကသွေးရင်းတကြားတက်ကြအောင်အင်ဆူလင်ထိုးလိုက်ပြီးတရေကိုတမင်ခေါ်လိုက်တာပါ Grace ကတခွဲကန်းထဲမှာပေါ်လာပြီးဟာနာကတော့ခွဲစိတ်ကုတင်ပေါ်မှာလှဲနေတယ်နာကျင်လွန်းလို့ညီးတွားရင်းအကျိတ်ကိုလိုက်ရှာပြီးအထဲကအရာတစ်ခုကိုဆွဲထုတ်လိုက်ပေမဲ့ Grace ကပျောက်မသွားပါဘူးပိုတောင်ကြီးလာပြီးဟိန်းဟောက်တန်တဲ့အတူဟာနာစီပြေးဝင်လာတယ်ဟာနာကလည်းခွဲစိတ်သားနဲ့အဲ့ဒီတတဝါကြီးကိုပြန်ထိုးတာပေါ့တရေကဟာနာခန္ဓာကိုယ်ထဲကအင်္ဂါတစ်ခုကိုဆွဲထုတ်ဖို့ကြိုးစားပြီးဖျက်ဆီးပစ်လိုက်တယ်ဟာနာလည်းလဲကျသွားတာပေါ့ဂျိုစီအထဲပြေးဝင်လာပြီးသူမကိုမတုံးမလို့ဆဲဆိုရင်အသက်ရှင်အောင်ကယ်ပေးမယ်လို့ကတိပေးရှာတယ်နောက်ဆုံးတော့မိတကြိုဆက်ကြီးလည်းပက်လာပြီး Grace ရဲ့ရုပ်ကြွင်းတွေပြဖြစ်သွားခဲ့ပါပြီအောက်မေ့ပွဲအခမ်းအနားမှာပမောက္ခကအလှူရှင်တွေဟာပညာရေးအတွက်အမွေနှစ်တွေထားခဲ့တာလို့ချီးကျူးစကားပြောပါတယ်အိမ်မှာတော့ကီမီက Traffic ရဲ့အင်ဂျီတွန်းနေတာကိုစိတ်ပူပေးနေပြီး Traffic ကလည်းနောက်ထပ်မိန်းမတစ်ယောက်အကြောင်းပြက်လုံးထုတ်လို့အတူတူရေမောနေကြတယ်ကီမီကဟာနာကိုမြန်မြန်လုပ်ဖို့လှမ်းခေါ်တယ်သူတို့တွေမိသားစုပြန်ဖြစ်သွားကြပြီလေဟာနာကအလန်ညာရဲ့တကားကိုခောက်ပြီးကုံစုံအိတ်တွေတဲလာပေးတယ်သူမအိမ်မက်လန်းလျှောက်ရင်စားမိခဲ့တာတွေကိုပြန်စားထိုးပေးတာပေါ့ပျောက်သွားခဲ့တဲ့အတွက်တောင်းပန်ပြီးအခုတော့အကောင်းဆုံးစူးစမ်းနေပြီဖြစ်ကြောင်းဝန်ခံတယ်သူတို့နှစ်ယောက်ဖက်လိုက်လဲလိုက်နဲ့နမ်းကြတာပေါ့ဒါပေမဲ့ဟာနာဘိုက်ကနောက်ဆုံးအကြိမ်ပြန်မြည်လာပြီးမှောက်မိုက်ထဲမှာတစ်ခုခုကိုဝါမျိုးနေပြန်တယ်အဲ့ဒီစာလောင်မှုကတကယ်တော့ဘယ်တော့မှရက်တက်မသွားခဲ့ပါဘူးသူမအလန်ညာကိုတက်လိုက်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုရက်ရက်ဆက်ဆက်ဝါမျိုးစားတောက်လိုက်ပါတော့တယ်